So ဒီနေ့မှာကျွန်တော် how to tier test ပြောပြမှာပါ So if you're a tester do/q start and then လူတွေဝင်လာအောင်လုပ်ဆောင်ပါပါ Wait for that Discord there ဘာလူဝင်လာလိမ့်မယ် So okay ဒီလိုလူဝင်လာခြင်းက search pool လူဆွဲမယ်အမ search pool အပေါ်ဆုံးမှာပေါ်လာတဲ့လူကဒီအပေါ်ဆုံးလူပဲအဲ့လူကိုခေါ်မယ်အမသူတို့တော့အပေါ်မှာပေါ်ရင်ပဲကိုတော့ဒီပေါ်မှာဒီထိကလေးနေလိုက်မယ်ကိုတော့လည်းဒီပေါ်မှာပေါ်ပါပါအဲ့တော့အဲ့ add to channel ထဲမှာတင်အောက်ပြန်အောင်ပါဒီမှာ search question Nico နောက်ပြ test မယ်အခုကtesting လုပ်နေလို့ testing /q complete တောင်မှ skip နေတယ်ဒါ q ကိုပိတ်လို့ရတယ်အဲ့ q skip ရမယ်နောက်ပြီးကြ /q enter ရင် q ကိုအလုပ်ရပြီပြီးတော့ လူတယောက် test လုပ်ပြီးသွားရင် /main test ရဲ့ဥပမာသူ့ရဲ့ official account ping လုပ်မယ် it's Mr. Green and then သူ့ရဲ့သူရ rank ကိုတင်မယ် or တင်လိုက်တဲ့အချိန်မှာသူ့ website ထဲမှာ upgrade ဖြစ်ပြီး in here သူ့ရဲ့ name ကပေါ်လာလိမ့်မယ် that's how it work more information သိချင်တဲ့ဆိုရင်ticket ချင်လို့ရတယ် that's it